လက်လက်ကင်ပြီးမှတော်လှန်ရေးဖြစ်နေတယ်ဆိုတာထက်ကျွန်တော်တို့ရဲ့တော်လှန်ရေးပန်းတိုင်ကဘာဖြစ်ဆိုတာကိုဝေဝါးတဲ့အရာကပဲကျွန်တော်ရဲ့တော်လှန်ရေးကိုမြင်စေနိုင်တယ်။ဆိုတော့ကျွန်တော်ပြောသလိုဒီချင်းပြည်မှာလက်နက်ကင်အင်အားစုတွေမှုလို့ပေါလို့ရှင်ရှမ်းပြည်လို့ဖြစ်လာမယ်ဆိုတာကျွန်တော်သုံးသပ်ခဲ့တယ်။ကျွန်တော်သုံးသပ်ခဲ့တာကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအမျိုးသားတော်လှန်ရေးကိုအခြေမခံတဲ့တော်လှန်ရေးမျိုးဖြစ်မှာကိုကျွန်တော်အယမ်းစိုးရိမ်တယ်။ရှမ်းပြည်ရဲ့အဓိကပြဿနာကရှမ်းအမျိုးသားကိုအကျိုးပြုမယ်ရှမ်းပြည်အနာဂတ်ကိုအကျိုးပြုမယ်တော်လှန်ရေးတဲ့ရှမ်းပြည်မှာရှိတဲ့တယံဇာတနဲ့ဥစ္စာဒနာဒီအကျိုးရှိစီးပွားတွေကိုသူတို့ဟာဘယ်လိုပြောမလဲရချင်လို့ခံစားချင်လို့လက်နက်ကင်တော်လှန်လက်နက်ကင်အဖွဲ့ရှိတယ်များလာတဲ့ခါကျတော့ကနေ့အချိန်ထိရှမ်းပြည်ဟာနော်အစိမ့်အမော်မကွေးတယ်လို့ဖြစ်လာတယ်။ဟိုမှာဝါဒီကတော့သူတို့စိတ်ကြိုက်သူတို့ယူလို့ရတယ်။ဒါပေမဲ့တကယ်ရှမ်းပြည်ကြတော့အခုချိန်ထိမိုးရစေဝကြေးချွန်နဲ့သူတို့ရဲ့ဟိုပေါင်းဆောင်တွေရဲ့အိုက်ဆောင်တက်အနေနဲ့ပဲသူတို့နေသေးတော့မယ်။နှစ်ပေါင်းနော်စေစုနှစ်ကြီးပေါင်းချီနေပြီ။အဲ့ဒါကိုကျွန်တော်တို့စိုးရိမ်နေတာ။ဘာကြောင့်လို့စိုးရိမ်နေတယ်လဲဆိုရင်ကျွန်တော်ချင်းအမျိုးသားတော်လှန်ရေးက30နှစ်ပေါင်း30ကျော်သွားတဲ့အချိန်မှာဘလောက်ထိအမျိုးသားတော်လှန်ရေးအတွက်နဲ့အမျိုးသားအတွက်ချင်းလူမျိုးတွေနူးညံ့မှုရှိလေဆိုတာကျွန်တော်သုံးသပ်လို့ရတယ်။လွန်ခဲ့တဲ့1995ခုနှစ်လောက်ကတည်းကဒီအမျိုးသားတော်လှန်ရေးကိုကျွန်တော်နောက်လိုက်ခဲ့တယ်။ support လုပ်ခဲ့တယ်။ပေးဆက်ခဲ့တယ်။ဆိုတော့ဒီအမျိုးသားတော်လှန်ရေးအကြောင်းကိုကျွန်တော်ကာနာတည်တယ်လို့ကျွန်တော်တို့ခံယူထားတယ်။ဒါကြောင့်မလို့ဒီຫນွေဥတော်လှန်ရေးဆလာတာနဲ့လက်နဲ့ဆွဲကင်တော်လှန်ရေးလုပ်လာတဲ့အဖွေးအစီတွေပူပေါက်လာလို့ရှင်ဆိုတော့ကျွန်တော်ပြောတဲ့ရှမ်းပြည်လိုမျိုးဖြစ်လာမယ်ဆိုတာဆိုရင်လက်နဲ့ဆွဲကင်တော်လှန်တဲ့အဖွေးအစီများတာကြောင့်ပဲနဲ့ခံယူချက်ကိုကျွန်တော်ပြောချင်တာဒီခံယူချက်က အမျိုးသားရေးနဲ့အမျိုးသားအကျိုးအတွက်ဒီသူအကျိုးအတွက်လုပ်မယ်ဆိုရင်လက်နဲ့ကင်အဖွေးစီတွေကယာကနန်းရှိရင်လည်းပြဿနာမရှိပါဘူးမျိုးနွေစုတွေထောင်ကနန်းရှိရင်လည်းပြဿနာမရှိဘူးဥပမာတစ်ခုအနေနဲ့ကျွန်တော်တင်တယ်ကဘာမှာအင်အားတားရအများဆုံးအိန္ဒိယမျိုးနွေစုကယာကျော်ရှိတယ်သူတို့ပြည်နယ်အုပ်ပုံစံကလည်းမတူကြဥပမာဆိုတော့အခုမီဇိုရမ်ဆိုရင်တော့ India Central Government ကနေ direct ချုပ်ကိုင်တဲ့နေရာပေါ့ State Central ဘက်ကနေကလားဒီပေါ့နော်သူတို့မီဇိုရမ်ဝင်လာဖို့ဆိုရင်တော့သူတို့ inner permit granted ဖြစ်မှာပဲသူတို့ဝင်လို့ရမှာနောက်ပြီးတော့ကဘာပေါ်မှာ democracy အကြီးdemocracy နိုင်ငံအကြီးကဘာပေါ်မှာလွတ်လပ်တဲ့ခရီးသွားတွေတွားချင်တဲ့လွတ်လပ်လပ်ခြောက်သွားလို့ကောင်းတဲ့နေရာတစ်ခုဖြစ်နေတယ်ဒီလောက်မျိုးနွေမျိုးတွေအုတ်ချုပ်ရေးစနစ်များရဲ့တာနဲ့တစ်ဖက်ကနေပြန်ကြည့်လိုက်လို့ရှိတော့နော်ကိုရီးယားလူမျိုးတစ်မျိုးတယ်အခုထက်ထိနော်ကိုရီးယားဝင်ဖို့ဆိုရင်တော့တေမင်းတမန်ခရွင်းကိုဝင်ပဲဘာမှလွတ်လပ်မှုမရှိဘူးဘာကြောင့်လဲနော်ကိုရီးယားမှာလူမျိုးတစ်မျိုးအုတ်ချုပ်ရေးတစ်ခုအိန္ဒိယမှာလူမျိုးကရာကျော်ရှိတယ်လူဦးရေလည်းအဆ3ဆလောက်ရှိတယ်ဘာကြောင့်လဲအဓိကသူတို့ရဲ့သွားနေတဲ့သူတို့ရဲ့လိုက်နေတဲ့လမ်းစဉ်နဲ့ policy ကမတူလို့ပဲဒါကြောင့်မလို့ကျွန်တော်တို့ချင်းပြည်တော်လေးမှာချင်းလူမျိုးတွေရဲ့လက်နဲ့ကင်တော်လှန်တိုက်ပွဲဝင်နေတဲ့အဖွေးအစည်းတွေပေါ်ရင်လည်းပဲကျွန်တော်တို့ရဲ့ရေမှန်းချက်ပန်းတိုင်နဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးလက်နဲ့ဆွဲကင်မှုကတူနေလို့ရှိရင်တော့ကိုယ်စရာဘူးမရှိဘူးအင်အားရော့စရာဘူးလည်းမရှိဘူးသူနည်း၎င်းပဲတော်လှန်ရေးအစုနှစ်စုတည်းရှိရင်တောင်မှရှမ်းပြည်မြောက်ပိုင်းနဲ့ရှမ်းတောင် RCSS နဲ့ SSK နှစ်စုရှမ်းနာမည်ခံတဲ့တော်လှန်ရေးလက်နက်ကိုင်များစု
ချနေကြတာပဲအဲ့တော့ကျွန်တော်ချင်းပြီမှာဆိုရှင်နဲ့ချမှာပဲ policy မတူလို့ရှင်အန်တိုင်းလို့ရှင်ဒါကြောင့်မို့ကျွန်တော်တို့ချင်းလူမျိုးရဲ့မြို့ရဲ့စုမြတ်တဲ့နေတဲ့အပေါ်မှာအခြေမခံပဲနဲ့ကျွန်တော်ချင်းလူမျိုးရဲ့တော်လှန်ရေးအကြတဲ့နေပေါ်အခြေမခံပဲနဲ့ကျွန်တော်ပန်းတိုင်းနဲ့ကျွန်တော်တို့ရဲ့စီမံချက်နဲ့ကျွန်တော်တို့ဝါတဲ့စင်ကတူတဲ့ကြတော့ရှိတဲ့အင်အားတိုင်းကဆူဆူနေနေတာတိုက်ဖို့နဲ့တစ်ဖွေးနဲ့တစ်ဖွေးအမြင့်ဖြတ်ဖို့ပဲဖြစ်နေတော့တာဆိုပါတော့အခုကျွန်တော်တို့အန်တလူနေမှာပြောကြည့်ရအောင်အန်တလာမြို့နေမှာလာဒူးရှိတယ်မာရာစီဒီအက်ရှိတယ်ဇိုဖေးရှိတယ်ရှိတယ်တန်စီဒီအက်ရှိတယ်အန်တလာမြို့နေဆိုရင်စီနေရဲ့ဘဟုတချုပ်ရှိတယ်ရဲ့နေအဖွင့်ငါရှိတို့ကမတိုက်ဘူးရန်သူဆက်ဆောက်ကိုတော့အတူတိုက်ကြပါတယ်ဒါပေမဲ့မစူးစီးနိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ EN ကအမျိုးသားတော်လှန်ရေးတိုက်ပွဲနေတဲ့ချိန် CDF ကသူတို့ရဲ့အတွက်တိုက်ပွဲနေကြတယ် CN Popular Liberation CNA အမျိုးသားတိုက်အမျိုးသားကျူအတွက်ပြည်သူတိုက်ပွဲဝင်ပြီးမှစစ်မှုထိုက်ချိန်မှာ CDF တွေကသူအားရရင်သူတို့ခုမှထိုင်ခုဖို့တဲ့ကိုင်းကြအဲ့ဒါဒီကြောင့်သူတို့ကဒီမြို့နေတစ်ခုထဲမှာနေတော့ရဲ့လူတူကနှစ်ဖွဲ့သုံးဖွဲ့စလုံးထောက်ပံ့ပေးတော့ညာမဆူစင်းခဲ့ဘူးလမ်းစဉ်ရေမိုက်ဦးဒီချတ်တူတာလို့ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ချင်းပြည်ချင်းပြည်တော်လှန်ရေးလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းဒီလမ်းစဉ်ဦးဒီချက်နဲ့ကျွန်တော်တို့သွားတဲ့ရေမှန်းချက်တူနေလို့တော့ဒီအပြာဆူလို့ရမှာမတူရင်လေမတူမနိုင်လို့ရှင်တော့ကျွန်တော်တို့မလို့မှဒီတော်လှန်ရေးကအောင်မြင်နိုင်စရာအကြောင်းမရှိဘူးစမ်းပြီလို့ပဲကျွန်တော်တို့ဖြစ်မှာဆိုတော့ကျွန်တော်သုံးသပ်ပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်